စေတပိတိယောဝိဝဇံတုသောကောရောဂဝိနာတတုမာတေဘဝန္တန္တရာယဒုက္ခိတိကာယုကောဘဝတပိတိယောလုံးစုံသောဘေဥပယောဂအန္တရာဟုသမျှအပေါင်းတို့သည်ဝိဝဇံတုရှောင်လွဲ့ပျောက်ပြဲကြပါစေကုန်သောကောစသောကတရားသည်၎င်းရောဂောစကနာယောဂသည်၎င်းဝိနာတတုပျောက်ပြဲပါစေအန္တရာယအန္တရာပေါင်းတို့သည်မဘဝန္တုမကြမရောက်ကြပါစေကုန်လင်ဒုက္ခိဒုက္ခိတာကိုယ်စိတ်နှဖျားချမ်းသာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီဃာယုကတရားတံကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကိုယ်စီကိုငါဖြစ်တော်မူနိုင်ကြပါစေကုန်တည်းကဲဓမ္မသဘင်ကိုမေတ္တာအာတိတမေတ္တာပရဏာများပြုလို့ဓမ္မသဘင်ဖွင့်ပါပြီမိမိတို့ရေရှည်ထိုင်နိုင်မဲ့အရိယာပုဂ္ဂိုလ်မြတ်တစွာပြင်ပြောင်းထိုင်လို့တရားတော်ကိုရိုသေစွာနာယူနိုင်ကြပါပြီပရိသတ်ရေဟောနာကြည်ညိုကြမဲ့တရားတော်လေးရဲ့အမိကဘာတဲ့လဲဘာတရားလဲနိဗ္ဗာန်ရခြင်းရဲ့အစကဒါနပါပဲတရားနိဗ္ဗာန်ရခြင်းရဲ့အစကဒါနပါပဲလို့အမိပေးထားတဲ့တရားတော်ဘုရားရှင်ကိုရောမြတ်ကဥဆောင်မဂမိအခါတိခိသထမာနိဝတ္တထာအထနာသောရယမထာနနိဗ္ဗာနံအဘိဟာရယေဘွန်တော်ချမ်းသာမဘုဒ္ဓမိကိုဘုံမြတ်ဆိုစုတောင်းဩတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အခါတေအခါဓမ္မမြတ်ထမြတ်ကိုတထင်ရှားဟောညွှန်ကြားပေးထသောမဂ္ဂမိဗုဒ္ဓတာဝကတက္ခလန်းချီအမြတ်ထိတ်တိမဂ္ဂင်လံခရီး၌ဥဆောင်မကွဲမကောက်ပြောင်ပြောင်ကြီးသာလျင်ကိစ္စထစိတ်ချလက်ချသွားကြပါကုန်လောမာနိဝတ္တထသာယေသမီးရဲ့စီဝါရေးနှင့်နေကွယ်လေးပင်ချိန်မလင့်ပါကုန်လင်အထနာကိုဘဝကိုခန္ဓာကိုတန်တရားကိုစိတ်နာနေတဲ့မိမိသည်အထာနံလောဘဆွဲဖို့ဒေါသဆွဲဖို့မောဟဆွဲဖို့အဆွဲဖို့နေတဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုသောရဏအပြောမဖွာသဘောပါလျက်သောရဏလိုက်ကြကုန်လောသောရင်တဝသန္တရာမြို့ရမယ်အရေးကိုဖန်ခါခသုဒ္ဓမနှင့်တွေ့ပြီးတော့မအေးဒုက္ခဒုစရချင်းဤသောရဏလိုက်ကြကုန်သည်ဖြစ်၍နိဗ္ဗာနံဘေးဗယံအထထတွေ့နဲ့အဆွေအခန္ဓာပြကြ၍အေးချမ်းမြတ်လာတဲ့နိဗ္ဗာန်ရစီသို့အဘိဟာရယေကံဇာတာစံတိုက်ကြပြီမို့ဩမြတ်မကြလှမ်းလိုက်ကြပါကုန်စို့တကားတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့နိဗ္ဗာန်မဖို့ကိုမလိုချင်ပေဘူးလားမလိုချင်ဘူးလားဩလိုချင်ပါတယ်လိုချင်ပါတယ်နဲ့တကယ်တည်းခေါ်လဲခေါ်အိမ်ကအဖိုးကြီးကိုစိတ်မချဘူးမလိုက်ပါရစေနဲ့ဟုတ်လားတကယ်ခေါ်မယ်နိဗ္ဗာန်မဖို့ကိုလာခေါ်ပြီဆိုရင်ဩအိမ်ကအဖိုးကြီးစိတ်မချဘူးအိမ်ကအဖွားကြီးစိတ်မချဘူးတရားနာပရိသတ်ရေသားတွေသမီးတွေစိတ်မချဘူးနဲ့မလေးတကယ်လန်းလာခေါ်ရင်သူတို့လိုက်ရောလိုက်မှကြာနာပဲအဘွားကိုတော်ကမေးနေလို့သာရကျင်ပါတယ်ဖေဟာဟုတ်လားပရိသတ်ရေဟောဗျာငြိမ်လိုက်တာဟုတ်တယ်ဗောဗျာမဟုတ်ဘူးဗောဟုတ်ဘူးလားဟုတ်ပါတယ်ဖေဟာအာမလေးဩပလင်မော်ကလည်းဂျွန်းပြစ်ကြပါဦးမဲကကြီးကဲဘုရားရှင်ကိုရောမြတ်ကြီးကနိဗ္ဗာန်မဖို့ကိုလိုချင်လို့ရှိရင်ဘုရားရှင်ကိုရောမြတ်ကြီးဟောတဲ့အတိုင်းကျင့်မှာဘုရားရှင်ကိုရောမြတ်ကြီးပေးတဲ့နည်းအတိုင်းကျင့်မှာဘုရားရှင်ကိုရောမြတ်ကြီးဟောတဲ့လမ်းအတိုင်းလိုက်နာကျင့်သုံးပါတဲ့ဘုရားရှင်ကိုရောမြတ်ကနိဗ္ဗာန်မဖို့ကိုရခြင်းလို့ရှိရင်ဘုရားရှင်ကိုရောမြတ်ကြီးဟောတဲ့နည်းအတိုင်းလိုက်နာကျင့်သုံးပါဘသူဟောတဲ့နည်းအတိုင်းလဲဘုရားရှင်ကိုရောမြတ်ကြီးဟောတဲ့နည်းအတိုင်းနိဗ္ဗာန်မဖို့ကိုရခြင်းလို့ရှိရင်လိုက်နာကျင့်သုံးပါ
ဖျားပေးတဲ့ဤအတိုင်းလိုက်နာကျင့်သုံးမယ်ဘုရားရှင်ကိုရောမြတ်ကြီးဟောတဲ့တရားဓမ္မတွေနဲ့လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်နိဗ္ဗာန်မဖို့ကိုရနိုင်ပါတယ်ဘယ်ကိုရနိုင်လဲနိဗ္ဗာန်မဖို့ကိုရနိုင်တယ်တဲ့ဒါဖြင့်နိဗ္ဗာန်မဖို့ရဖို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဘယ်လိုဟောတယ်လဲဆိုရင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ခုနရွတ်လိုက်တဲ့ကာရလေးထဲမှာအခါတေအဂဓမ္မမြတ်ဓမ္မကိုတတ်ထင်ရှားဟောညွှန်ကြားပေးထသောအခါတေအဂဓမ္မပရိသတ်ရေဘာဓမ္မလဲအဂဓမ္မတဲ့အဂဆိုတာကအမြတ်ဆုံးဓမ္မဆိုတာကတရားအဂဆိုတာကဘာလဲဓမ္မဆိုတာကတရားအဲ့ဒါကိုအကုန်ပြောမယ်ဆိုရင်အမြတ်ဆုံးတရားဘာတရားလဲတနည်းအားဖြင့်ပြောမယ်ဆိုရင်အကောင်းဆုံးတရားဘာတရားလဲအမြတ်ဆုံးတရားအကောင်းဆုံးတရားတဲ့ဒါဖြင့်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကမေးစရာရှိတယ်ဘာတွေမြတ်လို့ဘာတွေကောင်းတာလဲလို့မေးစရာမရှိပေဘူးလားမေးစရာရှိတယ်ဆိုလို့ရှိရင်နဲ့ပရိသတ်ရေဘုရားရှင်ကိုရောမြတ်ကအာဒီကလျာဏပရိသတ်ရေဘာကလျာဏတဲ့လဲအာဒီကလျာဏအစာကောင်းခြင်းနဲ့ပြည့်စုံရမယ်ဘာကောင်းခြင်းနဲ့ပြည့်စုံရမယ်လဲအာဒီကလျာဏအစာကောင်းခြင်းလို့ဒီလိုပြောတယ်နော်ပရိသတ်ရေဒါဖြင့်ပြည့်ပြည့်စုံစုံပြောမယ်ဆိုရင်အာဒီကလျာဏအစာကောင်းခြင်းနဲ့ပြည့်စုံရမယ်တဲ့နောက်တစ်ခုကမေဇကလျာဏတဲ့ပရိသတ်ရေဘာကလျာဏတဲ့လဲမေဇကလျာဏအလရဲ့ကောင်းခြင်းနဲ့လည်းပြည့်စုံရမယ်ဘာကောင်းခြင်းနဲ့ပြည့်စုံရမယ်လဲအလရဲ့ကောင်းခြင်းနဲ့ပြည့်စုံရမယ်နောက်တစ်ခုကပရိယောသနာကလျာဏတဲ့ဗါတဲ့လေပရိယောသနာကလျာဏတဲ့ပြိတ္တရေဘာကလျာဏတဲ့လေပရိယောသနာကလျာဏအဆုံးရကောင်းခြင်းနဲ့လည်းပြည့်စုံရမယ်ဘာကောင်းခြင်းနဲ့ပြည့်စုံရမယ်လဲအေးဘုရားရှင်ကိုရောမြတ်ကဘာတွေမြတ်လို့ဘာတွေကောင်းတာလဲဆိုရင်အစာကောင်းခြင်းနဲ့လည်းပြည့်စုံရမယ်အလယ်ရဲ့ကောင်းခြင်းနဲ့လည်းပြည့်စုံရမယ်အဆုံးရဲ့ကောင်းခြင်းနဲ့လည်းပြည့်စုံရမယ်လို့ဘုရားရှင်ကိုရောမြတ်ကဒီလိုဟောတော်မူခဲ့တယ်ဒါဖြင့်ရင်တခါထပ်ပြီးတော့မေးရအောင်မယ်အစာရဲ့ကောင်းခြင်းနဲ့ပြည့်စုံတာကဘာလဲဘုရားလို့မေးစရာမရှိပေဘူးလားအေးအစာရဲ့ကောင်းခြင်းကဘာလဲဆိုရင်အလုံးတော်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေမှတ်လိုက်စမ်းပါခောရမဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာမှာဗုဒ္ဓဘာသာလို့ကိုအမည်ခံထားတဲ့ပုဂ္ဂိုလ်တိုင်းဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တိုင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်မှာအစာဆုံးစတင်ကျင့်ကြံရမယ်တရားတော်ကတော့ဒါနနဲ့သီလတရားဘာတရားနဲ့ဘာတရားလဲအာရိကလျာဏအစာကောင်းခြင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့တရားကဒါနနဲ့သီလတရားဘာနဲ့ဘာတရားလဲဒါနနဲ့သီလတရားဒါကြောင့်ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသာသနာတော်မှာအာရိကလျာဏတံပတ္တိဓမ္မောအာရိကလျာဏတံပတ္တိဓမ္မောအစာကောင်းခြင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့တရားကဒါနသီလဒါနနဲ့သီလပါပဲရဲ့လို့ဓရဗံကောင်းစွာမသွေမှတ်အပ်ပါပေတော်သည်တကားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မှာစတင်ကျင့်ကြံကြိုးကိုအားထုတ်ရမယ်တရားကဒါနနဲ့သီလတရားတဲ့ပြိတ္တရေဘာနဲ့ဘာတရားလဲဒါနနဲ့သီလတရားတဲ့ဒါနနဲ့သီလတရားတဲ့ပြိတ္တရေဒါနစွာရှိသလောက်ပြုလုပ်လူတန်းလိုက်စမ်းမှာယခုအလုဒါယကကြီးဥညာမြင့်အလုဒါယကမကြီးဒေါကမေမိသားတစုတို့သည်ဘာတွေလုပ်နေကြတာလဲဆိုရင်ဒါနကောင်းမှုတွေပြုလုပ်နေကြတာဘာကောင်းမှုတွေပြုလုပ်နေတာလဲဒါနကောင်းမှုတွေပြုလုပ်နေကြတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ရိတ်ခါထုတ်တွေထုတ်နေကြတာဘာထုတ်တွေထုတ်နေတာလဲရိတ်ခါထုတ်တွေထုတ်နေကြတာဒါနကောင်းမှုတွေပြုလုပ်နေကြတာတဲ့ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးဟာသာသနာတော်မှာစတင်ကျင့်ကြံကြိုးကိုအားထုတ်ရမယ်တရားကဒါနနဲ့သီလတရားတဲ့ဒါနစွမ်းအားရှိသလောက်လိုပါဓမ္မသီလစွမ်းအားရှိသလောက်စောင့်တည်လိုက်စမ်းမှာဒါနနဲ့လည်းပြည့်စုံသွားပြီသီလလည်းပဲပြည့်စုံသွားပြီ
ကိုယ့်ရဲ့တဏ္ဍမမိမိရဲ့တဏ္ဍမဒါနအားတွေလည်းကောင်းလာပြီသီလအားတွေလည်းကောင်းလာပြီဆိုလို့ရှိရင်ဒီလူကပြိဿရေမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့သာသနာတော်မှာအာရိကလျာဏတံပတ္တိအစာကောင်းခြင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့တရားနဲ့ပြည့်စုံသွားပြီ။ဘာတရားနဲ့ပြည့်စုံသွားပြီလဲ။အစာကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားပြည့်စုံသွားပြီ။ဘာနဲ့ပြည့်စုံသွားပြီလဲ။တနည်းအားဖြင့်ပြောမယ်ဆိုရင်အစာကောင်းခြင်းနဲ့ပြည့်စုံသွားပြီပေါ့ဗျာ။ဘာကောင်းခြင်းနဲ့ပြည့်စုံသွားပြီလဲ။အစာကောင်းခြင်းနဲ့ပြည့်စုံရမယ်တရားကဘာတရားတွေလဲပြိဿရေဒါနနဲ့သီလတရားတဲ့ဒါနနဲ့သီလတရားရှိလို့ရှိရင်သာသနာတော်မှာအစာကောင်းခြင်းနဲ့ပြည့်စုံပြီလို့မှတ်မယ်နောက်တစ်ခုကပြိဿရေမေဇာကလျာဏတံပတ္တိမေဇာကလျာဏအဆုံးရကောင်းခြင်းနဲ့မေဇာကလျာဏအလယ်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားတဲ့ပြိဿရေဘာနဲ့ကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားလဲမေဇာကလျာဏအလယ်နဲ့အလယ်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံရမယ်တဲ့ပြိဿရေအလယ်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံရမယ်အလယ်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားကဘာလဲဆိုရင်မှတ်လိုက်စမ်းပါသမာဓိနဲ့ဝိပဿနာတရားဘာနဲ့ဘာတရားလဲပြိဿရေဘာနဲ့ဘာလဲသမာဓိနဲ့ဝိပဿနာတဲ့ပြိဿရေသမာဓိတဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ပြုပါတဲ့သမာဓိစိတ်တည်ငြိမ်မှုဆိုတဲ့သမာဓိတွေဖြစ်အောင်ပွားများပါဝိပဿနာပေါ်လာတိုင်းဖြစ်လာတိုင်းပြက်လာတိုင်းတတိလေးတွေကပ်ပြီးတော့ရှုမှတ်ပါသမာဓိနဲ့ဝိပဿနာနဲ့ပြည့်စုံပြီဆိုလို့ရှိရင်ကိုရင်လေးရဲ့တရားနာပရိသတ်ကြီးအလေရဲ့ကောင်းခြင်းနဲ့ပြည့်စုံသွားပြီလို့မှတ်မယ်။ဘာရဲ့ကောင်းခြင်းနဲ့ပြည့်စုံသွားပြီတဲ့လဲအလယ်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံသွားပြီတဲ့ပရိသတ်ရေနောက်တစ်ခုကပရိယောသာနာကလျာဏအဆုံးရဲ့ကောင်းခြင်းနဲ့ပြည့်စုံရမယ်။ဘာကောင်းခြင်းနဲ့ပြည့်စုံရမယ်လဲအဆုံးရဲ့ကောင်းခြင်းနဲ့ပြည့်စုံရမယ်အဆုံးရဲ့ကောင်းခြင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့တရားကဘာတရားလဲဆိုရင်မဖို့နိဗ္ဗာန်တရားတဲ့ဘာတရားတဲ့လဲမဖို့နိဗ္ဗာန်တရားတဲ့မဖို့နိဗ္ဗာန်ဆိုတာကပရိသတ်ရေအဆုံးရကောင်းခြင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့တရားကလွယ်ပါတယ်။ဘာဖြစ်လို့လွယ်တာလဲဆိုရင်အဓိကကပြိဿရေအစာကောင်းခြင်းနဲ့အလယ်ကောင်းမှုကအရေးကြီးတယ်။ဘာကောင်းမနဲ့ဘာကောင်းမှုကလဲအစာနဲ့အလယ်ကောင်းမှုကအရေးကြီးတယ်တဲ့။ဘာဖြစ်လို့အရေးကြီးတာလဲဆိုလို့ရှိရင်ပြိဿရေဒါနတရားကဒါနနဲ့သီလတရားကအစာဆုံးကျင့်ကြံရမယ်တရားမို့လားဟုတ်တယ်ဒါနနဲ့သီလကအစာဆုံးကျင့်ကြံရမယ်တရားပြိဿရေဒီအကြောင်းကိုရှင်းပြမယ်ဆိုလို့ရှိရင်ဒါနအားကောင်းတဲ့ပုဂ္ဂိုလ်တွေကပြိဿရေသူ့ရဲ့တဏ္ဍာမမိမိရဲ့တဏ္ဍာမလူချင်းတန်းချင်းတဲ့စိတ်ကလေးတွေအရာအားကောင်းနေတဲ့ပုဂ္ဂိုလ်တွေဒါနအားကောင်းတဲ့ပုဂ္ဂိုလ်တွေကပြိဿရေစိတ်ကလေးတွေနူးညံ့နေတဲ့ဘာနူးညံ့နေတဲ့လဲကိုယ့်ရဲ့နှလုံးသားတဏ္ဍာနဲ့မှာစိတ်ကလေးတွေကနူးညံ့လာတယ်။ဒါကြောင့်ထကရာမှာဒါနံဤစိတ်တံမုဒကံကရောတိဟိမာဤဒါနတရားသည်စိတ်တံစိတ်ကိုမုဒကံနူးညံ့အောင်ကရောတိပြုရ၏ဣတိတတမထို့ကြောင့်ဒါနမိပါပေတယ်လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်သည်အဝေါစာမေတ္တာရှိတာကရုဏာအဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းပရိသတ်ရေဒါနကဘာကိုနုညံ့အောင်ပြုတတ်တယ်လဲဒါနတရားသည်စိတ်ကလေးကိုနုညံ့အောင်ပြုတတ်တယ်တဲ့ပရိသတ်ရေစိတ်ကလေးနုညံ့လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့မိမိရဲ့နှလုံးသားတဏ္ဍာနဲ့မှာစိတ်ကလေးတွေနုညံ့လာပြီနှလုံးသားလေးတွေဖြူစင်းလာပြီဆိုလို့ရှိရင်ပါဏာတိပါဒဆိုတဲ့သူအများရဲ့အသက်ကိုတတ်ခြင်းကိုလုပ်ပါအောင်မလားပါဏာတိပါဒသူအသက်ကိုတတ်ခြင်းကိုရှောင်ကျဉ်လာလိမ့်မယ်မရှောင်ကျဉ်ဘူးလားသူများရဲ့အသက်ကိုတတ်တာပြုပါဦးမလားမပြုတော့ဘူးနောက်တစ်ခုအဒိဏဒါနာတဲ့သူများရဲ့ဥစ္စာကိုခိုးယူခြင်းဆိုတာလည်းလုပ်ပါဦးမလားမလုပ်တော့ဘူးနောက်တစ်ခုကကာမေတုမိစ္ဆာစာရတဲ့ပြိဿရေကာမဂုဏ်မှာမောင်မခြင်းတွေလည်းပဲလုပ်ပါဦးမလားမလုပ်တော့ဘူးမူတာဝါဒလိန်ညာလှည့်ပြပြောဆိုခြင်းတွေကိုလည်းသုံးပါဦးမလားမသုံးတော့ဘူးပြိဿရေနောက်တစ်ခုကဥစ္စာတဲ့သူရမေရယမစ္ဆပမာဒဌာနာတဲ့ပါတယ်လဲဆိုရင်
အယက်သေးတာမူရည်စေဝါတွေကိုသုံးဆွဲခြင်းဆိုတာကိုလည်းလုပ်ပါဦးမလားမလုပ်တော့ဘူးပရိသတ်ရဲ့အဓိကကပြောချင်တာကဒါနကအရေးကြီးတယ်ဘာကအရေးကြီးတယ်ဒါနအရေးကြီးတယ်ဒါနအားကောင်းတဲ့ပုဂ္ဂိုလ်ကပါဏာတိပါဒသူများအသက်ကိုတတ်ခြင်းမှလည်းရှောင်ကျဉ်လိမ့်မယ်ပါဏာတိပါဒဝိရတိသူများရဲ့အသက်ကိုတတ်ခြင်းကိုလည်းရှောင်ကျဉ်လိမ့်မယ်သူများရဲ့ဥစ္စာကိုကိုးယူခြင်းကိုလည်းရှောင်ကျဉ်လိမ့်မယ်ကာမဂုဏ်မှမောင်မခြင်းကိုလည်းပဲရှောင်ကျဉ်လိမ့်မယ်လိညာလည်းပြပြောဆိုခြင်းကိုလည်းရှောင်ကျဉ်လိမ့်မယ်ယက်တိတာမိုးရစေဝသုံးဆွဲခြင်းကိုလည်းရှောင်ကျဉ်လိမ့်မယ်စိတ်နူးညံ့တဲ့သူကပြိတ္တရေတီလမလုံးပေးဘူးလားစိတ်ကလေးတွေနူးညံ့နေတရားတွေကောင်းလာပြီဆိုရင်စိတ်ကလေးနူးညံ့နေစိတ်ကလေးနူးညံ့လာတယ်ဖြူစင်းလာတယ်ဆိုလို့ရှိရင်သူ့ရဲ့တဏ္ဍာမှာဒေါသမောဟတွေရှိနိုင်ပါဦးမလားမရှိတော့ဘူးတဲ့ပြိတ္တရေစိတ်ကလေးနူးညံ့လာပြီဆိုရင်သီလအားတွေကောင်းလာတယ်ဘာအားတွေကောင်းလာလဲသီလအားတွေကောင်းလာတယ်သီလတွေလုံခြုံလာတယ်တဲ့သီလတွေလုံခြုံလာပြီဆိုလို့ရှိရင်ဘာတွေလုံခြုံလာပြီဆိုရင်လဲသီလအားတွေကောင်းလာပြီသီလတွေလုံခြုံလာပြီဆိုလို့ရှိရင်တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုကအလိုလိုနေရင်ဖြစ်လာတယ်ဘာကဖြစ်လာလဲတမာတိလို့ခေါ်တဲ့စိတ်တည်ငြိမ်မှုလေးကအလိုလိုနေရင်သူ့လိုလိုဖြစ်လာတယ်ပြိတ္တရေသီလအားတွေကောင်းလာတဲ့ပုဂ္ဂိုလ်စိတ်ကလေးမတည်ငြိမ်ပေဘူးလားတည်ငြိမ်လာတယ်စိတ်တည်ငြိမ်မှုတွေဖြစ်လာတယ်တမာတိတွေအားကောင်းလာတယ်အယံတမာတိတွေအားကောင်းလာပြီဆိုရင်လည်းပြိတ္တရေယုံနာဓမ္မသင်္ခါရတို့ရဲ့ဖြစ်ပျက်ပုံကိုတောင်မှအကုန်လုံးကွက်ကွက်ကွန့်ကွန့်ထင်ရှားစွာမြင်နိုင်တယ်တဲ့တမာတိအားကောင်းတဲ့ပုဂ္ဂိုလ်ကပြိတ္တရေယုံနာဓမ္မကိုပိုင်းခြားပြီးတော့သိနိုင်တဲ့ဘာကိုသိနိုင်တယ်လဲယုံနာဓမ္မကိုပိုင်းခြားပြီးတော့သိနိုင်တယ်ယုံနဲ့နာနဲ့ဖြစ်တာပြက်တာတွေကိုအကုန်လုံးသိနိုင်တယ်ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကတမရိန်ဘိကဝေဘဝေထတမဟိတောယထာဘုဒ္ဓံပတ္တိဘိကဝေချမ်းသာလိုလားယံတော်မြတ်အိုချစ်သားချစ်သမီးတို့တမရိန်တမရိကိုဘဝေထပွားကြတမဟိတောတမာတိရှိလိုက်ရင်ယထာဘုဒ္ဓံယုံနာဓမ္မသင်္ခါရတို့ရဲ့ဖြစ်ပျက်ပုံအလုံးစုံကိုပတ္တိအကုန်လုံးကွက်ကွက်ကွင်းကွင်းထင်ရှားစွာသိမြင်နိုင်လိမ့်မယ်လို့ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်သည်အဝေါ်စာမေတ္တာရှိထားကရုဏာဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းဘုရားရှင်ကိုရောမြတ်ကချစ်သားချစ်သမီးတို့တဲ့တမာတိကိုပွားကြဘာပွားကြတယ်လဲတမာတိကိုပွားကြတဲ့တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုတွေရှိလာမယ်ဆိုရင်တမာတိတွေအားကောင်းလာပြီဆိုလို့ရှိရင်ယုံနာဓမ္မကိုယုံနဲ့နာနဲ့ကိုခွဲခြားသိတဲ့နာမရူပပရိစ္ဆေဒဉာဏ်ဘာဉာဏ်လဲပြိတ္တရေနာမရူပပရိစ္ဆေဒဉာဏ်ဆိုတာယုံနဲ့နာကိုခွဲခြားသိတဲ့ဉာဏ်ကိုနာမရူပပရိစ္ဆေဒဉာဏ်လို့ပြောတယ်ဟုတ်ရဲ့လားယုံနဲ့နာကိုခွဲခြားသိလာလိမ့်မယ်တဲ့ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကခြေသားခြေသမီးတို့တမာတိကိုပွားကြတမာတိတွေဒီလာပြီတမာတိအားကောင်းလာပြီဆိုလို့ရှိရင်ယုံနာဓမ္မသင်္ခါရတို့ရဲ့ဖြစ်ပျက်ပုံလုံးစုံကိုအကုန်လုံးကွက်ကွက်ကွင်းကွင်းထင်ရှားသွားသိမြင်နိုင်လိမ့်မယ်တဲ့ဘုရားရှင်ကိုရောမြတ်ကဒီလိုဟောတာပြိတ္တရေဟောရလားဒါဖြင့်တမာတိတွေအားကောင်းလာပြီဆိုလို့ရှိရင်ပြိတ္တရေဝိပဿနာဆိုတာသူ့လိုနေရင်ဖြစ်လာတယ်ဘာဆိုတာဖြစ်လာလဲဝိပဿနာတဲ့ဝိဆိုတာကဘယ်လိုပြောလဲဆိုရင်အထူးဝိဆိုတာကဘာလဲပတ္တနာဆိုတာကရှုမှတ်တာမဟုတ်ဘူးလားအထူးရှုမှတ်တဲ့စိတ်တွေကသူ့လိုနေရင်ပေါ်လာတယ်တဲ့အထူးရှုမှတ်တဲ့ဘာတွေကလဲစိတ်ကလေးတွေကသူ့လိုနေရင်ဖြစ်လာတဲ့ပြိတ္တရေနော်တမာတိအားကောင်းလာတဲ့ပုဂ္ဂိုလ်တမာတိအားကောင်းလာပြီဆိုရင်ဒီပုဂ္ဂိုလ်ကဝိပဿနာလုပ်ဖို့ဆိုတာမခဲရင်တော့ဘူးခဲရင်ပါဦးမလားမခဲရင်တော့ဘူးဝိပဿနာနဲ့ပြိတ္တရေအထူးရှုမှတ်တာကိုဝိပဿနာလို့ပြောတယ်ပေါ်လာတိုင်းဖြစ်လာတိုင်းနားလာရင်ကျင်လာရင်ကျင်လာတယ်စားရင်စားတယ်အိတ်ချင်အိတ်တယ်သွားရင်သွားတယ်တတိလေးတွေကပ်ပြီးတော့ဝိပဿနာနဲ့ရှုမှတ်လိုက်မယ်ဆိုလို့ရှိရင်မဖို့နိဗ္ဗာန်ကိုမရနိုင်ပေဘူးလားရနိုင်တယ်အဓိကကဘာလဲဆိုရင်ဒါနကအဓိကပဲအဓိကကဘာလဲဒါနပြုကြဒါနပြုတဲ့သူတွေကစိတ်ကလေးမနှူးညံ့ဘူးလားစိတ်နှူးညံ့ရင်ဘာတွေအားကောင်းလာမယ်မကြောနဲ့လေအစစ်မကြောနဲ့သီလတွေအားကောင်းလာမယ်ဘာတွေအားကောင်းလာမယ်လဲသီလတွေအားကောင်းလာမယ်သီလအားကောင်းလာရင်ဘာအားကောင်းမယ်
တမာတိတွေအားကောင်းလာပြီဆိုရင်ဝိပဿနာဆိုတာသူ့လိုနေမရှိဘူးလားအဲ့ဒီဒါနရဲ့သီလရဲ့တမာတိရဲ့ဝိပဿနာရဲ့အားလုံးမှပြည့်စုံပြီဆိုလို့ရှိရင်မိမိတို့လိုချင်နေတဲ့မတ်ဖို့နိဗ္ဗာန်ကိုမရနိုင်ပေဘူးလားရနိုင်တယ်ဒါကြောင့်နော်ပရိသတ်ရေဒီလိုမျိုးလမ်းစဉ်တွေကခုမှဤစနစ်တွေစမ်းပြီးတော့ပေါ်လာတာမဟုတ်ဘူးတဲ့ဘုရားရှင်ကိုရောမြတ်တွေပွင့်တော်မူသွားပြီဖြစ်တယ်ဘုရားရှင်ကိုရောမြတ်တွေလည်းပဲဒီနည်းအတိုင်းဒီလမ်းစဉ်အတိုင်းပဲကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့ယခုမှပြိဋိနိဗ္ဗာန်ဆောင်ဝင်ကုန်ပြီဟုတ်ရဲ့လားပရိသတ်ရေပွင့်တော်မူသွားပြီဖြစ်တယ်ဘုရားရှင်ကိုရောမြတ်တွေဘုရားလောင်းသူတော်ကောင်းတွေပရိသတ်ရေဘုရားဖြစ်ဖို့ဆိုရင်ပါရမီတွေဖြည့်ရတယ်ပါရမီတွေမဖြည့်ရဘူးလားပါရမီဘယ်နှပါးဖြည့်ရလဲပါရမီ10ပါးအပြား30မဟုတ်ပေဘူးလားပါရမီ10ပါးအကျယ်ချဲ့တော့30နော်ပါရမီ10ပါးတဲ့ပါရမီဘယ်နှပါးလဲပါရမီ10ပါးကဒါနံသီလင်းစာနိခမံပညာဝရိယေနပင်စမံခန္တီသစ္စာမဒိဋ္ဌာနံမေတ္တုပိခာတိတေဒတာတဲ့ပါရမီ10ပါးပါရမီ7ပါးနဲ့မှာပြိတ္တရေဒါနပါရမီသီလပါရမီအစရှိသဖြင့်ပေါ့ဗျာပြိတ္တရေဖရာလောင်းသူတော်ကောင်းတွေတောင်းမှဖရာဖြစ်ဖို့ပါရမီဖြည့်တာကဒါနပါရမီကိုအရင်ဦးဆုံးဖြည့်တာဘာပါရမီကိုအရင်ဦးဆုံးဖြည့်တာလဲဒါနပါရမီကိုပါရမီ7ပါးထဲမှာဒါနပါရမီကိုအရင်ဦးဆုံးဖြည့်တာဘာဖြစ်လို့အရင်ဦးဆုံးဖြည့်တာလဲဆိုရင်စိတ်ကလေးကိုနုညံ့အောင်ပြုတတ်တဲ့အတွက်ကြောင့်နဲ့ဘာနုညံ့အောင်ပြုတတ်တဲ့အတွက်ကြောင့်လဲစိတ်ကလေးကိုနုညံ့အောင်ပြုတတ်တဲ့အတွက်ကြောင့်ပါရမီတွေကိုဖြည့်တယ်ပါရမီတွေပြည့်ပြီးတော့သဗ္ဗညုတဘုရားဖြစ်သို့ရောက်တော်မူပြီးတော့ယခုပြိဋိနိဗ္ဗာန်ဆောင်တော်မူကုန်ပြီဘယ်ကိုကြွကုန်ပြီလဲပြိဋိနိဗ္ဗာန်ဆောင်တော်မူကုန်ပြီနိဗ္ဗာန်ရွှေမြို့တော်ကိုကြွသွားကုန်ပြီဟုတ်ရဲ့လားဒါကြောင့်ပြိဋ္ဌာရဲ့နိဗ္ဗာန်ကိုရဖို့ဘုရားရှင်ကိုတော်မြတ်တွေဘယ်ပါရမီကိုအရင်ဦးဆုံးစတင်ဖြည့်တာလဲဒါနပါရမီကိုစတင်ဖြည့်တာဘုရားလောင်းသူတော်ကောင်းတွေလည်းကိုပြောနေတဲ့လမ်းစဉ်အတိုင်းပဲကျင့်သွားတာမဟုတ်ဘူးလားဘုရားရှင်ကိုတော်မြတ်တွေကသူကျင့်တယ်လို့ခြေသားခြေသမီးတို့ကျင့်ကြဆိုပြီးတော့ပြိဋ္ဌာရဲ့ဒီလိုမျိုးလေးနီးတွေပေးခဲ့တာနော်နီးတွေပေးခဲ့တဲ့အတွက်ကြောင့်ကိုယ်လေးတို့သိတယ်လို့တရားနာပြိဋ္ဌာပေါင်းသူတော်ကောင်းတွေလည်းသိပါစေသိတဲ့အတိုင်းလည်းပဲကျင့်ကြံကြိုးကိုအားထုတ်နိုင်ပါစေဆိုတဲ့အတွက်ကြောင့်ကိုယ်လေးကယခုပြန်ပြီးတော့ဟောပြောပြတာပြိဋ္ဌာနော်ကဲဒါဖြင့်ဒီနီးတွေကခုမှစပြီးတော့အသစ်သန်းထွင်လာတာဟုတ်လားပြိဋ္ဌာရဲ့မဟုတ်ဘူးရှေ့ရှေ့သူတော်စင်သူတော်ကောင်းတွေကလေးကဒီနီးတွေကစတင်ဖြည့်ကျင်လာတာဟုတ်ရဲ့လားဒါကြောင့်မဂံမိဗုဒ္ဓသာဝကတက္ခာလံကြီးအမြတ်ထိတ်တိမဂံလံခရီး၌တဲ့ဥဆုံးမကွင့်မကောက်ဖြောင်းဖြောင်းကြည့်သာလျင်ကိစ္စတာစိတ်ချလက်ချသွားကြပါကုန်တော့ပြန်နာပြိဋ္ဌာရဲ့ဘုရားရှင်ကိုရောမြတ်တွေကတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုနိဗ္ဗာန်ရွှေမြို့တော်ကိုသွားတဲ့လမ်းကဟောဒီလမ်းကြီးပါဗျာအဲ့ဒီလမ်းအတိုင်းသာသွားပါအခုညွှန်းပြနေတဲ့လမ်းကြီးအတိုင်းသာသွားပါနိဗ္ဗာန်ရွှေမြို့တော်ကိုသွားတဲ့လမ်းကဖြောင်းပြူပြီးတော့ပရိသတ်ရေဘာမှဂမှုဂတိတွေလည်းပဲမရှိဘူးလမ်းကွေလမ်းချိုးတွေလည်းပဲမရှိဘူးအောင်လာမြို့လိုလမ်းကွေလမ်းချိုးတွေရှိသလားပရိသတ်ရေမရှိဘူးအောင်လံမျိုးကလမ်းချိုလမ်းခွဲလဲပေါ်တယ်ကြိုက်ွက်ကြိုက်ချိုးတွေလဲပေါ်တယ်မပေါ်ဘူးလားဩပြင်းပြီးပြီလားအောက်သင်တာအောက်တော့မရောက်တော့မသိဘူးเนาะပြိတ္တိအဲ့တော့နိဗ္ဗာန်ကိုသွားတဲ့လမ်းကြီးကတော့ဖြူလို့ဖြောင်းလို့ပဲဟောဒီလမ်းအတိုင်းသာသွားပါဘဲမှလည်းပဲလမ်းချိုးစရာလည်းမရှိဘူးဒီလမ်းကြီးအတိုင်းသာသွားပါရောက်မှာအဲ့ဒီလမ်းအတိုင်းသာသွားပါရောက်မှာပါလို့လမ်းညွန်ပေးမယ်ပြိတ္တိတရားနာပြိတ္တပေါင်းသူတော်ကောင်းတို့ကလိုက်နာတယ်လိုက်နာပြီးတော့အဲ့ဒီလမ်းအတိုင်းသွားတယ်သွားရင်နဲ့လမ်းတစ်ဝက်ရောက်ခါကြမှာဩဟာငါမှသားတွေကလည်းရှိသေးတယ်သမီးတွေကလည်းရှိသေးတယ်စီဝါရေးတွေကလည်းပဲရှိသေးတယ်အိမ်ကလူတွေကိုလည်းစိတ်မချဘူးဆိုပြီးတော့နောက်တော့ပြန်လဲမလာလိုက်ပါနဲ့တဲ့ပြိတ္တိဘယ်ကိုပြန်လဲမလာလိုက်ပါနဲ့တဲ့လေနောက်ကိုပြန်လဲမလာလိုက်ပါနဲ့တဲ့ဒါကြောင့်မာနိဝတ္တထတာယေသမီးရဲ့စီးပွားရေးနဲ့နှေးကွေးလေးဖြင့်ချိန်မလင့်ပါကုန်လင်ဩဒီသားတွေဒီသမီးတွေစီးပွားရေးတွေကြောင့်နောက်ကိုပြန်လဲမလာပါနဲ့တဲ့ပြိတ္တိရဲ့သားသမီးတွေကကိုယ်ပိုင်ဟုတ်ရဲ့လားစီးပွားရေးတွေကကိုယ်ပိုင်ဟုတ်ရဲ့လားအေးသိလို့ရှိရင်ထားခဲ့ရတာမဟုတ်ဘူးလားကဲဆိုလိုက်စမ်းမအထုပ်ကလေးတပြင်းပြင်းအထုပ်ရှင်မသေးလို့သွားသေတဲ့သူကအလကားကြံတဲ့သူတွေဝေလို့စား
မသေးခင်မှာတော့အထုပ်ကလေးတပိုက်ပိုက်နဲ့ဟာငါအထုပ်ကလေးငါစီးပွားရေးလေးငါရဲ့သားလေးငါသမီးလေးနဲ့သေလဲသေရောပြိတ္တရဲ့သားတွေသမီးတွေခေါ်သွားလို့ရသလားရသလားပြိတ္တရဲ့အေးအချိန်တန်တော့ထားခဲ့ရမှာပဲမို့လားတကယ်တမ်းကိုနောက်ကိုခေါ်သွားလို့ရတာပါသွားတာကဘာလဲဆိုရင်ခုပြုလုံနေတဲ့ဒါနတရားပဲဘာတရားလဲဒါနတရားသီလတရားမိမိတို့အားထုတ်နေတဲ့ဘာဝနာတွေဝိပဿနာတွေကသာလဲရင်ကိုနောက်ကိုပါမှာဟုတ်ရဲ့လားသာသမီတွေစီးပွားရေးတွေကိုယူသွားလို့ရသလားယူသွားလို့မရဘူးဟုတ်ရဲ့လားဒါကြောင့်ပရိသတ်ရေမာနိဝတ္တထသာယေသမီးရေစီးပွားရေးနဲ့နေခွေလေးဖြင့်အချိန်မလင့်ပါကုန်နဲ့အထနာကိုဘဝကိုခန္ဓာကိုတန်တရားကိုစိတ်နာနေတဲ့မိမိသည်တဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေခုနဟာလေးကိုဆက်ပြောပါအောင်မယ်ဗျာသာသမီတွေကပရိသတ်ရေကိုကောင်းရဘဝဘုံဌာနကိုရအောင်ပို့ပေးနိုင်တယ်လို့ထင်သလားသာသမီတွေနဲ့ပျော်မွေ့နေမယ်ဆိုလို့ရှိရင်မလူပဲမတမ်းမဲ့ဒီတိုင်းမဲ့ကိုမှရှိတဲ့စည်းစိမ်လေးကိုကြည်ပြီးတော့ပြောနေမယ်ဆိုလို့ရှိရင်ဒီသားတွေသမီးတွေစည်းစိမ်ဥစ္စာတွေကကိုကောင်းရာသုကတိဘုံဌာနကိုရအောင်ပို့ပေးနိုင်ပါမလားပို့မပေးနိုင်မဲ့အပြင်ပြိတ္တရဲ့အပယ်ငရဲကိုရအောင်ပို့ပေးလိမ့်မယ်ဘယ်ကိုရအောင်ပို့ပေးလိမ့်မယ်လဲအပယ်လေးဘုံကိုရအောင်ပို့နိုင်တဲ့ငရဲတရိစ္ဆာန်ပြိတ္တာအတူတကယ်အပယ်လေးဘုံကိုရအောင်ပို့နိုင်တယ်မပို့နိုင်ဘူးလားပို့နိုင်တယ်မလူပဲမတမ်းမဲ့နေကြည့်ပြိတ္တရဲ့တည်သွားတဲ့အခါမှာအဲ့ကြမှာကဲပါအောင်ဘသူကမှပြောမရတော့ဘူးသားတွေသမီးတွေလည်းကဲနိုင်ပါမလားတကယ်တမ်းဖြစ်ချင်းဒီသားသမီးဒီစည်းဝါးရည်တွေကဲနိုင်ပါမလားမကဲနိုင်ဘူးတကယ်ကိုကဲနိုင်မှာကခုပြုလုပ်နေတဲ့ဒါနတွေသီလတွေဘာဝနာတွေဝိပဿနာတွေကမှသာလဲရင်ကိုကဲနိုင်မှာဟုတ်ရဲ့လားဒါကြောင့်ကိုသေချာပြန်ပြီးတော့စစ်ဆေးပါဩငါလုပ်တဲ့လုပ်ရက်တွေကမှားသလားမှန်သလားသေချာပြန်ပြီးတော့စစ်ဆေးပေါ့ဩငါမှဒီသားဒီသမီးတွေနဲ့နေရတာလည်းပဲငါမှဩဒါတစ်ချိန်ကြတော့သူ့ရဲ့အနိစ္စသဘောနဲ့ကိစ္စချောရမယ်အရာတွေသူလန့်သူသွားရမယ်အရာတွေငါပိုင်တာလည်းမဟုတ်ဘူးငါခေါ်သွားလို့ရတာမဟုတ်ဘူးငါသွားမယ်လမ်းကတော့ငါအတွက်ပါလာမှာကတော့ဒါနတွေသီလတွေဘာဝနာတွေဝိပဿနာတွေလို့မိမိကိုမိမိသေချာပြန်ပြီးတော့စစ်ဆေးပေါ့ဟုတ်ရဲ့လားဒါဖြင့်ပရိသတ်ရေခုကြည့်လေခန္ဓာကိုယ်ကြီးကိုတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေချစ်ခင်နေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကြီးကိုခန္ဓာရနေတော့စားတရားလည်းပဲမပူရပေဘူးလားစားမှုဒုက္ခနော်ဝိမှုဒုက္ခရှိပြန်တော့လေစားရတာလည်းပဲဒုက္ခဝေရတာလည်းပဲဒုက္ခနေရတာလည်းပဲဒုက္ခတွေမများပေဘူးလားများတယ်ဒီထက်ပိုးပြီးတော့ဆိုးတာကအုံမှုဒုက္ခသေမှုဒုက္ခနာမှုဒုက္ခမဟုတ်ပေဘူးလားအုံမှုဒုက္ခသေမှုဒုက္ခနာမှုဒုက္ခဒါတွေကိုတွေးကြည့်ရင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေတကက်တရားအစစ်တရားမှန်နဲ့တရားသဘောနဲ့တွေးကြည့်မယ်ဆိုလို့ရှိရင်စိတ်နာဖို့ကောင်းတယ်စိတ်နာဖို့မကောင်းဘူးလားဖျားရှင်ကိုတော်မြတ်လက်ထက်တော်တုန်းကခန္ဓာကိုယ်ကိုစိတ်နာလို့ကိုလည်းပင်တင်တုံးသားနဲ့လှီးတက်တဲ့ကိုတော်ရင်းနဲ့မရှိပေဘူးလားပရိသတ်ရေရှိတယ်ခန္ဓာကိုယ်ကြီးကိုစိတ်နာလို့နော်ပရိသတ်ရေကိုတတ်သေးသွားတဲ့ယာနာရှိသူမြတ်တွေရှိတယ်နော်ပရိသတ်ဒါကြောင့်ခန္ဓာကိုယ်ကြီးကသေချာတရားသဘောနဲ့တွေးကြည့်မှဆိုရင်စိတ်နာဖို့ကောင်းတယ်စိတ်နာဖို့မကောင်းမေဘူးလားစိတ်နာဖို့ကောင်းတယ်အေးခန္ဓာကိုယ်ကြီးစိတ်နာဖို့ကောင်းတဲ့အတိုင်းလည်းပဲတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေခန္ဓာကိုယ်ကိုစွန့်ကျင်တယ်ဆိုလို့ရှိရင်ဘသက်ကပြောမနေနဲ့ငါခန္ဓာကိုယ်ကြီးကိုစိတ်နာလာပြီခန္ဓာကိုယ်ကြီးရှိနေရတဲ့ဘဝတွေကိုစိတ်နာလာပြီတဲ့ဒီလိုဘသက်ကပြောနေလို့ပရိသတ်ကြီးရပါမလားမရဘူးအလုံးလုံးမှရမှာမို့လားခန္ဓာကိုယ်ကြီးကိုစိတ်နာလာပြီခန္ဓာကိုယ်ကြီးစိတ်နာလာပြီလို့ပြောနေလို့မရဘူးအလုံးလုံးမှရမှာဟုတ်ရဲ့လားခန္ဓာရှိနေရင်တန်တရားဆိုတာလဲနေအောင်မှာပဲခန္ဓာရှိနေရင်ပါလေရမှာလဲဘဝရှိရင်တန်တရားဆိုတာလဲနေရမှာဒီတန်တရားဆက်ရကြီးကိုတို့ဘလို့ဖြတ်ရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားခန္ဓာကိုယ်ကြီးကိုဘလို့ဖြတ်ရင်ကောင်းမလဲပေါ့နော်ကိုဖြတ်နိုင်ဖို့ကဘာတွေရှိသလဲဆိုရင်ခုပြုလုံးနေတဲ့ဒါနတွေသီလတွေသမာဓိတွေဝိပဿနာတွေဒီဟာတွေကမှသာလျှင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုပယ်တတ်နိုင်မှာမဟုတ်ဘူးလားဒါကြောင့်တရားတွေကမှတရားစစ်တရားမှန်နေတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေဒါတွေကိုကြင်ကြံကြိုးကိုအားထုတ်ရမယ်မဟုတ်ဘူးလားခန္ဓာကိုယ်ကြီးကိုစိတ်နာတယ်ဆိုရင်တကယ်စိတ်နာရင်ဒီလိုလုပ်ပါတကယ်စိတ်နာလို့ရှိရင်တရားတွေကိုကြင်ကြံကြိုးကိုအားထုတ်လိုက်စမ်းပါဟုတ်ရဲ့လားဒီလိုလုပ်နေတာကပရိသတ်ကြီးကိုယ့်အတွက်ရိတ်ခါထုတ်တွေပြင်းနေတာမဟုတ်ဘူးလား
ပြင်းနေတာမဖို့နိဗ္ဗာန်ကိုသွားမယ်ဆိုလို့ရှိရင်ပြိတ္တရေလမ်းမှာစားတရားပါလို့ရှိရင်ဥပမာခရီးသွားကြည့်ပေါ့ဗျာခရီးသွားလို့ရှိရင်ဘလောက်ကြီးပဲဝေးတဲ့ခရီးပဲဖြစ်ဖြစ်ကိုယ့်ရဲ့လက်ထဲမှာစားတရားတွေတောက်တရားတွေရေဘူးတွေပါလာလို့ရှိရင်ခရီးကဝေးပေမဲ့လို့နီးတယ်လို့မထင်ပေဘူးလားထင်တယ်ရောက်တော့ရောက်မှာပေါ့နော်ပြိတ္တရေကိုယ့်လက်ထဲမှာရိတ်ခါတုတ်တွေပါမှသာလျှင်ကိုကစိတ်ကလေးကဩတဲ့နီးတဲ့ခရီးပဲဒီလိုထင်ရတာမို့လားဒါကြောင့်ရိတ်ခါတုတ်တွေကိုစူးကြစောင်းကြနော်ဒီလိုမှမစူးမစောင်းမှုဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးအလိုကိုလိုက်ရောနေမယ်ခန္ဓာကိုယ်ကြီးကိုချစ်ခင်တွေ့တာနေမယ်ခန္ဓာကိုယ်ကြီးကိုအစားတွေပဲကျွေးနေမယ်အဝတ်တွေစင်ပေးနေမယ်ခန္ဓာကိုယ်ကြီးဖြစ်ခြင်းတယ်လို့လိုက်ပြီးတော့လှုပ်ပေးနေမယ်ဆိုလို့ရှိရင်ပြိတ္တရေဘလောက်ကြီးပဲအစားအသောက်ကောင်းကောင်းတွေပဲကြွေဘလောက်ကြီးပဲအဝိဇ္ဇလှပပအကောင်းသားတွေပဲဝတ်ဘလောက်ကြီးကောင်းတဲ့ကားကြီးတွေပဲစီပြိတ္တရေဒီခန္ဓာကိုယ်ကြီးကအိုးမြဲတမ်းအိုးလာတာမဟုတ်ဘူးလားဟာခန္ဓာကိုယ်ကြီးငါနင့်ကိုအဲ့ဒီလိုလှုပ်ပေးနေတာနင့်မသေးပါနဲ့လားလို့ပြောလို့ရသလားပြိတ္တရေတကယ်တော့သေရမှာမဟုတ်ဘူးလားသေရမှာကိုယ့်အတွက်တဘဝဆံမဖြစ်စေနဲ့နော်ပြိတ္တရေကိုကကောင်းတဲ့ဘဝလေးမှာကိုယ့်အချိန်မှာကိုယ့်ရဲ့လက်ထဲမှာစီစဉ်ဥစ္စာတွေနဲ့အပြည့်ရှိနေတဲ့ဆိုရင်ပြိတ္တရေလှူပါတမ်းမှာခုလိုမျိုးကြွယ်ဝချမ်းသာနေတာပြိတ္တရေယခုဘဝကကောင်းတာကဟိုဘက်ဘဝတုန်းကနောက်ဘဝတွေတုန်းကဒါနမျိုးစေ့တွေပြုခဲ့တဲ့အတွက်ကြောင့်ဗာမျိုးစေ့တွေပြုခဲ့တဲ့အတွက်ကြောင့်လဲဒါနမျိုးစေ့တွေပြုခဲ့တဲ့အတွက်ကြောင့်တရားနာပရိသတ်ကြီးယခုအချိန်မှာကောင်းကျိုးတွေလာပေးတာဟုတ်ရဲ့လားယခုဘဝမှာမကောင်းဘူးဆိုရင်နောင်ဘဝမှာလည်းပဲကောင်းလာမှာမဟုတ်တော့ဘူးနောင်ဘဝမှာဘာဖြစ်လဲကောင်းလာမှာမဟုတ်တော့ဘူးကဲဒါဖြင့်ဆိုလိုက်စမ်းမှာရှေးကကောင်းလို့အခုကောင်းပါသည်အခုကောင်းနောင်ကောင်းပါလိမ့်မည်ရှေးကမကောင်းလို့အခုမကောင်းပါသည်အခုမကောင်းနောင်မကောင်းပါလိမ့်မည်တရားနာပရိသတ်ပေါင်းသူတော်ကောင်းနေစီစဉ်ဥစ္စာယရနာတွေနဲ့ကြွယ်ဝချမ်းသာနေတာကဟိုရှေ့ဘဝတုန်းကဒါနမျိုးစေ့တွေပြုခဲ့တဲ့အတွက်ကြောင့်ကောင်းမှုကုသိုလ်တွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်ယခုပြန်ပြီးတော့ကောင်းကျိုးတွေကိုခံစားနေရတယ်ကောင်းကျိုးတွေကိုခံစားနေရတဲ့အချိန်မှာမိမိကဒါနတွေသီလတွေလည်းမပြုတော့ဘူးစီးပွားဥစ္စာယရနာတွေသားတွေသမီးတွေနဲ့ပြောနေမယ်ဖះကိုလည်းမေ့ပြီတရားကိုလည်းမေ့ပြီသံဃာကိုလည်းမေ့ပြီအနန္တ၅ပါးကိုအကုန်လုံးမေ့သွားမယ်ဆိုလို့ရှိရင်နောင်ဘဝဆိုတာကောင်းလာမှာမဟုတ်တော့ဘူးနောင်ဘဝဆိုတာကောင်းလာမှာဟုတ်ပါမလားမကောင်းတော့ဘူးဒါကြောင့်ပြိတ္တရဲ့ခုပြောနေတာကခန္ဓာကိုယ်ကြီးဘလောက်ကြီးပဲကြွေးဘလောက်ကြီးပဲအဝတ်တွေအစားတွေကောင်းကောင်းနေကြွေးအဝတ်တွေဘလောက်ကြီးပဲစင်ခန္ဓာကိုယ်ကြီးကအိုးမြဲတမ်းအိုးလာတာမဟုတ်ဘူးလားနာမြဲတမ်းမဲ့နာလာတာမဟုတ်ဘူးလားသေမြဲတမ်းမဲ့သေရတာမဟုတ်ဘူးလားဟုတ်တယ်ဒါကြောင့်အိုမှုဒုက္ခနာမှုဒုက္ခသေမှုဒုက္ခတွေကိုသေချာစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအောချဖို့တောင်ကောင်းတယ်မကောင်းဘူးလားပြိတ္တရဲ့စိတ်နာဖို့ကောင်းတယ်ဒါကြောင့်တကယ်စိတ်နာတယ်ဆိုလို့ရှိရင်မိမိရဲ့ခန္ဓာကိုယ်ကိုသေချာပြန်ပြီးတော့စောရဏစစ်ဆေးပါကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုငါဒီလိုရတယ်ဟာတန္တရာကြီးလဲနေတာဒီခန္ဓာကိုယ်ကြီးရှိနေဟောဒီတန္တရာကြီးထဲမှာလဲနေရအောင်ပါပဲဘဝရနေရင်တန္တရာကြီးထဲမှာလဲနေရအောင်ပါလားရဲ့လို့ကိုပြိတ္တရဲ့သေချာစစ်ဆေးပါဘာဖြစ်ပါတယ်လဲကိုသေချာစစ်ဆေးပါတရားသဘောတွေနဲ့စစ်ဆေးပါများလာလို့ရှိရင်ပြိတ္တရဲ့တပြည့်နဲ့တိလာပါလိမ့်မယ်ဘာဖြစ်လာပါလိမ့်မယ်လဲတိလာပါလိမ့်မယ်အဲ့ဒီလိုမျိုးတွေတိလာဖို့ကအဓိကတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေကိုခေါင်းပြောခဲ့တဲ့ဒါနလေးကအရေးကြီးတယ်ဘာကအရေးကြီးလဲတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဒါနအားကောင်းအောင်လုပ်ကြဘာကအားကောင်းအောင်လုပ်ကြလဲဒါနအားကောင်းလာရင်ဘာတွေအားကောင်းလာမယ်ပြောပရိသတ်ရေဘာအားကောင်းမယ်လဲဒါနအားကောင်းလာလို့ရှိရင်သီလတွေအားကောင်းလာမယ်သီလအားကောင်းလာရင်ဘာတွေအားကောင်းလာမယ်လဲသမာဓိတွေအားကောင်းလာမယ်သမာဓိတွေအားကောင်းလာပြီဆိုလို့ရှိရင်ဝိပဿနာတွေအားကောင်းလာမယ်ဒါတွေအားကောင်းလာမယ်လေဝိပဿနာတွေအားကောင်းလာပြီဆိုလို့ရှိရင်ပြိတ္တရေဆင်းရဲတာတွေကိုလည်းဆင်းရဲတယ်ဆိုတာသိမလားပဲဘူးလား
ပရိသတ်ရေဝိပဿနာဆိုတာဖြစ်လာတိုင်းပေါ်လာတိုင်းဟာကိုရှုမှတ်တာဝိပဿနာလို့ခေါ်တာမဟုတ်ဘူးလားပရိသတ်ရေအတုတတိလေးကပ်ပြီးတော့စားရင်စားတယ်တောက်ခြင်းတောက်တယ်အိတ်ခြင်းအိတ်တယ်သွားရင်သွားတယ်တတိတွေကပ်ပြီးတော့ရှုမှတ်တာကိုဝိပဿနာလို့ခေါ်တယ်ဝိပဿနာလို့မခေါ်ဘူးလားအေးခေါ်တယ်ဒါကြောင့်ဝိပဿနာတွေရှုမှတ်ပါများလာလို့ရှိရင်ယုံနဲ့နာနဲ့ကိုပိုင်းခြားသိလာလိမ့်မယ်ယုံနဲ့နာနဲ့ကိုဘာဖြစ်လဲပိုင်းခြားသိလာလိမ့်မယ်ဒါကြောင့်ဆိုလိုက်စမ်းမှာပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုံနာနှမျိုးကြောင့်ကြိုးသိမြင်မမြဲနေစာညံတဲ့ပေါ်လွင်အနတ္တတိကနိဗ္ဗာန်ဝင်ပရိသတ်ရေမမြဲတာတွေကိုလည်းမမြဲဘူးမမြဲတာတွေကိုမမြဲဘူးဆင်းရဲတာတွေကိုဆင်းရဲတယ်ကိုမပိုင်တာတွေကိုလည်းပဲကိုမပိုင်ဘူးဆိုတာကိုသိလာလိမ့်မယ်တဲ့ဝိပဿနာတွေတမာတိတွေအားကောင်းတဲ့ပုဂ္ဂိုလ်တွေကသိမလားပဲဘူးလားသိလာလိမ့်မယ်တဲ့ဒါကြောင့်တရားနာပရိသတ်ရေဒါနအားတွေကောင်းလာပြီဆိုလို့ရှိရင်ကိုတရားနာပြီးတော့တည်တည်ချာချာစဉ်းကျင်သုံးသပ်ပါဩငါရဲ့ခန္ဓာကိုယ်ကြီးကဒီခန္ဓာကြီးရ